ဒီကနေ့လီလာတင်ဆက်ပေးမယ့်အစီအစဉ်လေးနဲ့ကြိုဆိုပါရစေ။ဒီနေ့မှာတော့ကျွန်တော်တို့အားလုံးဒုက္ခရောက်နေကြတဲ့အလုပ်တွေကိုအချိန်ဆွဲတက်တဲ့စိတ်ပိုင်းဆိုင်ရာအကြောင်းရင်းနေနဲ့အဲ့ဒီစင်ချွေတွေကိုဘလို့ကြော်လွှားမလဲဆိုတာကိုအတူတူလေ့လာသွားကြပါမယ်။မနေ့ဖြန်မှာပဲလုပ်တော့မယ်။တကယ်တော့ဒီစကားလေးတစ်ခုကကျွန်တော်တို့ရဲ့အိမ်မက်တွေကိုဖျက်ဆီးပစ်နေတဲ့အကြီးမားဆုံးရန်သူကြီးပါပဲ။အိမ်မက်တွေရီမန်းချက်တွေဘလောက်ပဲကြီးကြီးဒီစကားလေးတစ်ခုကြောင့်ပဲအရာရာချမ်းကျသွားတတ်တာကလူသားတိုင်းနီးပါးရင်ဆိုင်ကြုံတွေ့နေရတဲ့အရာတစ်ခုဖြစ်နေရပါအပိုင်းတစ်မနှက်ဖြန့်ဆိုတဲ့ထင်ယောင်ထင်မှားဖြစ်မှုအချင်းဆွဲခြင်းရဲ့ဆိုးရွားတဲ့တန်တရားအကြောင်းကိုစကြည့်အောင်တကယ်တော့စဉ်းစားကြည့်ရင်လေမနှက်ဖြန့်ဆိုတာတကယ်တော့ရောက်လာခဲ့ရလားအရာရာကိုနောက်ရွှေ့တက်တဲ့အကျင့်ဆိုးကလူတိုင်းနီးပါးမှာရှိတတ်ကြတယ်လေအလုပ်တစ်ခုကိုလုပ်ဖို့စဉ်းစားလိုက်တိုင်းဒီနေ့တော့ပင်ပန်းနေပြီမနှက်ဖြန့်မှာပဲတေချာလုပ်တော့မယ်လို့စဉ်းချေဖေးတတ်ကြပါတယ်ဒါပေမဲ့တကယ်တမ်းမနှက်ဖြန့်ရောက်တဲ့အခါကျတော့လဲနောက်ထပ်မနှက်ဖြန့်တစ်ခုကိုထပ်ပြီးရွှေ့လိုက်ပြန်ရောဒါအခုကိုလှည့်စားနေတဲ့အဆိုးဝါးဆုံးတန်တရားကြီးတစ်ခုပါပဲဒီတန်တရားတွေကနေယုံမထွက်နိုင်တဲ့ပယ်လုံးမပြီးမြောက်လာမှာမဟုတ်ပါဘူးကဲဒီအကြောင်းရတယ်ကိုတီချာဝင်ရောက်လေ့လာကြည့်လိုက်အောင်အပိုင်းနှစ်ဦးနိုးရဲ့တတောင်တတဆုံးခက်ခဲတဲ့အလုပ်တွေကိုဘာကြောင့်ရှောင်လွှဲကြတယ်လဲဘာကြောင့်များဒီလိုအချင်းဆွဲတဲ့တန်တရားတွေကိုအမြဲရောက်သွားရတာလဲဆိုရင်ဒါဟာဇီဝကမ္မနဲ့ဦးနောက်ပိုင်းဆိုင်ရာအရေးမြစ်ကြီးကြောင့်လို့ဆိုရမှာပါလူသားရဲ့ဦးနောက်ကတက်တောင့်တက်တာရှိမှုကိုပဲအမြဲရှာဖွေနေတတ်တယ်လေခက်ခဲတဲ့အလုပ်ပင်ပန်းတဲ့အလုပ်ခေါင်းစားရမယ့်အလုပ်ဆိုရင်ဦးနောက်ကအလိုလျောက်ရှောင်လွှဲဖို့စ조사တော့တာပါပဲတက်တောင့်တက်တာဆိုတဲ့မှာပဲနေချင်တာကဦးနောက်ရဲ့မူလတဘာဝကိုဒါကြောင့်မို့လို့စ조사အားထုတ်ရမယ့်အလုပ်တွေကိုရှောင်ဖဲပြီးတော့အချင်းဆွဲတတ်ကြတာဖြစ်ပါတယ်ဆက်လက်ပြီးအပိုင်း3စက္ကန့်စီမင်းစိတ်ပိုင်းဆိုင်ရာစင်ချေတွေကိုကြော်လွှားခြင်းအကြောင်းလေ့လာကြည့်ပါမယ်ဒီလိုဦးနောက်ရဲ့တဘာဝကြီးကိုချော်လွှားဖို့အကောင်းဆုံးလက်တွေ့ကျတဲ့နည်းလမ်းတစ်ခုစီပါတယ်အရေးကြီးဆုံးကဒါပါပဲအလုပ်တစ်ခုလုပ်ဖို့စိတ်ကိုပေါ်လာတာနဲ့အဆင့်ထုံးစင်းကိုချက်ချင်းလှုပ်ဆောင်ရမှာပဲ9 4 3 2 1ဆိုပြီးနောက်ပြန်ရေးထွက်လိုက်ပါပြီးတာနဲ့ဘာစင်ချေမှထပ်မပေးပဲချက်ချင်းထပ်လုပ်လိုက်ပါဦးနောက်ကတက်တောင့်တက်တာရှိမှုကိုရှာဖွေပြီးစင်ချေတွေမစင်စားနိုင်ခင်လက်တွေ့အကောင့်ထပ်ဖို့ပေးလိုက်တာဟာတကယ့်ကိုထိရောက်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်အပိုင်းလေး9မိနစ်နီလန်ကြီးမားတဲ့အလုပ်တွေကိုတင်းငယ်သွားစေခြင်းဒီကြားတဲ့အတိုင်းပဲနံပါတ်5ဆိုတဲ့ကဏ္ဍလေးမှာနောက်ထပ်အလုပ်ပြီးမြောက်နိုင်စွမ်းဆိုင်ရာလွတ်ဝက်ချက်တစ်ခုရှိနေပါသေးတယ်။ကြီးမားတဲ့အလုပ်ကြီးတွေကိုမြင်ရင်စိတ်ဖိစီးပြီးမလှုပ်ချင်တော့တဲ့အခြေအနေမျိုးကိုဘလို့ကင်တွယ်မလဲ။ဒီ9မိနစ်ဆိုတဲ့အချိန်ပမာဏလေးကဘလောက်များအစွမ်းထပ်တယ်လဲဆိုတာကိုစက်ကြည့်လိုက်အောင်။အလုပ်တစ်ခုလုံးကိုပြည့်အောင်လုပ်ရမယ်ဆိုပြီးတွဲပူနေမယ့်အစားကြီးမားတဲ့အလုပ်ကြီးတွေကိုတင်းငယ်တဲ့အစေပိုင်းလေးတွေဖြစ်အရင်ဆုံးခွဲထုတ်ပစ်လိုက်ပါ။ပြီးရင်အခု9မိနစ်လောက်ပဲအရင်ဆက်လုပ်ကြည့်မယ်ဆိုတဲ့စိတ်နဲ့စတင်လိုက်ပါတကယ်တမ်းအလုပ်တစ်ခုကိုစတင်လိုက်ပြီးဆိုရင်အဲ့ဒီ9မိနစ်ကနေအရှင်ရလာပြီးနောက်ထပ်မိနစ်ဒီစီကိုအလိုလျောက်ဆွဲခေါ်သွားပါလိမ့်မယ်ပြောရရင်ဒါဟာအလုပ်ကိုစတင်ဖို့အတွက်အကောင်းဆုံးလက်ကွက်တစ်ခုပါပဲကဲပိုင်း9ရောက်ပါပြီအချိန်ရဲ့ပကတိအမှန်တရားခွင့်လွှတ်မှုမရှိတဲ့နိုင်စဝိုင်းအကြောင်းပါဒီနေရာမှာအလုပ်တွေကိုရွှေ့ဆိုင်နေချိန်မှာအချင်းတွေကဘယ်လိုကုံဆုံးသွားသလဲဆိုတဲ့ပကတိအမှန်တရားကိုရင်ဆိုင်ဖို့လိုလာပါပြီအချင်းဆိုတာဘယ်သူကမှစောင့်မနေတဲ့ခွင့်လွှတ်မှုမရှိတဲ့နိုင်စက်ဝန်းကြီးတစ်ခုလေဒီအချက်ကအလွန်သတိထားစရာကောင်းပါတယ်ကိုကအလုပ်တွေကိုမလုပ်ပဲအချိန်ဆွဲနေတဲ့အချိန်တွေမှာတခြားတဲ့နေရာကတယောက်ယောက်ကတော့ကြိုးကြိုးစားစားနဲ့အလုပ်တွေကိုလှုပ်ဆောင်နေတယ်ဆိုတာအမြဲသတိရဖို့လိုအပ်ပါတယ်ကိုကရက်တန်းနေပေမဲ့လောကကြီးနဲ့အခြားသူတွေကတော့ရှေ့ကိုဆက်လန်းနေကြတာပါဒါကြောင့်အချိန်ဆွဲခြင်းဟာကိုနောက်ကောက်ကြံရက်စီတဲ့အဆိုအဝါဆုံးလုပ်ရပါပဲဒါကိုအလုံးပြောင်မြောက်စွာတရုပ်ဖော်ထားတာကတော့အာမြင်မှုဆိုတာပါလေဘယ်လိုလူတွေကရယူသွားလဲဆိုတဲ့အချက်ပါပဲအာမြင်မှုဆိုတာစိတ်ကူးခြင်းတတ်မဟုတ်ပါဘူးလှုပ်တဲ့အချိန်မှာလုပ်ရမယ့်အလုပ်ကိုစိတ်ပါသည်ဖြစ်စေမပါသည်ဖြစ်စေလှုပ်ဆောင်နိုင်တဲ့သူတွေအတွက်သာအာမြင်မှုကဖန်တီးထားတာပါခံစားချက်ကိုဦးစားမပေးဘဲတာဝန်ဝတ္တရားကိုဦးစားပေးသူတွေကသာပန်းတန်ကိုအမှန်တကယ်ရောက်ရှိကြတာဖြစ်ပါတယ်ဒီချက်လက်တဲ့အားလုံးကိုခြုံငုံကြည့်ပြီးတဲ့နောက်မှာတော့ခိုင်မာတဲ့ဆုံးဖြတ်ချက်တစ်ခုချဖို့လိုအပ်လာပါပြီ။မနှက်ဖြတ်မှလုံးမယ်ဆိုတဲ့စိတ်ကိုအခုချက်လွှင့်ပစ်လိုက်ဖို့ပါပဲ။အချင်းဆွဲတတ်တဲ့အချင်းဟာဘဝတိုးတက်ရဲ့အတဘာအချိုးကျေးဇူးမှမပေးစွမ်းလိုက်တာမို့ဒီအချင်းဆိုးကိုလုံးဝဆွန့်လွတ်လိုက်ဖို့အင်မတန်အရေးကြီးပါတယ်။ဒီကနေ့လေ့လာမှုအစီအစဉ်ကိုမှတ်သားလောက်စရာကောင်းတဲ့ဒီကောင်းတို့ချက်လေးနဲ့ဒီကုန်းချုပ်ချင်ပါတယ်။ဘဝကိုပြောင်းလဲဖို့အကောင်းဆုံးအချင်းဟာမနေ့ကဖြစ်ခဲ့ပြီးပါပြီ။ဒုတိယအကောင်းဆုံးအချင်းကတော့အခုပါပဲတဲ့။ဆိုတော့အချင်းဆွဲမဲ့အစမိမိတို့ရဲ့ပန်းတိုင်းတွေအတွက်ယနေ့မှာဘလို့အရာတွေကိုချက်ချင်းဆက်တင်လှုပ်ဆောင်သွားကြမလဲဆိုတာကိုစဉ်းစားကြည့်ဖို့ချင်ကြီးခဲ့ကြပါတယ်။အခုလိုအာယုံဆိုင်လေးလာပြတဲ့အတွက်ကျေးဇူးတင်ပါတယ်။ဒီနေ့ပဲစတင်လိုက်ကြပါစို့။